ဒီရက်ထဲကျွန်တော်ရှိမှာတိုက်ခန်းပေါ်မှာအလွှာနှိမ့်နှိမ့်လမ်းတန်းတန်းအဲ့လိုမျိုးလေးတွေအဝယ်လေးတွေများတယ်ပေါ့နော်ဒီရက်ထဲလဲအလွှာနှိမ့်အခန်းလေး3-5ခန်းလောက်ရတာတယ်ဒီအခန်းလေးကလည်းအလွှာနှိမ့်လေးပါပဲကျွန်တော်ပြချင်တာဒီအခန်းလေးကစမ်းချောင်းမြို့နယ်ပြည်သူ့ကွက်တစ်တက်လန်းထဲမှာရှိပါတယ်ပြည်သူ့ကွက်တစ်တက်လန်းကတော့ကျွန်းတော်လန်းနေဝင်လို့ရပါတယ်ဒီကောင်ဆိုလဲကျွန်းတော်လန်းနဲ့တိတ်မနီးမွေးလေးမှာရှိတယ်ဒီအခန်းလေးကလည်းအခန်းကျယ်ဝန်ကတော့ပုံမှန် size 12ပေခွဲပေ90ကိုပဲ share ပြင်ထားတယ်ပေါ့နော်တော့အခန်းတစ်ခန်းပါမယ်ကိုရီးယားပါကီခင်းထားတယ်မျက်နှာချက် decoration တွေလုပ်ထားမယ်ဆေးအသစ်မီးလိုက်အသစ် kitchen ထဲမှာဆိုလဲကျွေးပြားခင်းကျွေးပြားကတ် kitchen ခုံတွေ kitchen cabinet တွေလုပ်ထားတယ်ပတ်ပတ်လဲတာမန်ဆန်းရှိတ်လေးတွေလည်းထည့်ပြီးသားရေချိုးခန်းထဲမှာဆိုရင်လည်းအခုလို pressure pan လေးနဲ့ shower လေးနဲ့တည်ရှာလေးလုပ်ထားတယ်ပူတိုင်းအိမ်နာလေးလည်းတစ်လုံးပါ decoration ကတော့အသစ်ပါပြင်ဆင်ပြီးတဲ့လူလုံးဝမနေရသေးပါဘူးအခန်းဟိုပြည်သူ့ကွက်တစ်ဘက်ကတိုက်လေးတွေကတော်တော်တန့်နေဗျာတိုက်တစ်ကလေးတွေများတယ်လမ်းတွေကလည်းချဲ့တာလမ်းတွေလည်းကျဲတယ်ကွန်ကရစ်လမ်းလေးတွေဒီခန်းလေးရောက်မဲ့အလွှာတော့ပထမတက်ပါရောက်မဲ့ဈေးကတော့3380ခေါ်ရပါတယ်ဈေးနှုန်းတော့ပိုင်ရှင်နဲ့တိတိဆန်ဆန်ညှိနှိုင်းလို့ရပါတယ် BCC ရှိတယ်မြေရှင်ရှိတယ်အရှုပ်ရှင်းအားလုံးကင်းပါတယ်အလွှာနှိပ်တိုက်ခန်းလေးတွေကခုရက်ထဲမှာတော်တော်လေးအယောင်တွက်နေတော့လေအလွှာနှိပ်ရှာနေတယ်ဆိုရင်ဒီခန်းလေးကိုလည်းတွေးပြတယ်ဆိုရင်တော့ကျွန်တော်ဖုန်းကိုဆက်သွယ်ပြီးတော့လိုက်ကြည့်လို့ရပါတယ်မြန်မြန်လေးလာကြည့်မှတော့အဆင်ပြေမှာပါခင်ဗျာ